င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်း channel လေးကကြိုဆိုလိုက်ပါတယ်2025မတ်လ19ရက်နေ့မှ21ရက်နေ့အတွင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်စားလုပ်ငန်းမိုးသတိတနင်္သာရီတိုင်းရေဖြူတဝဲလောင်လုံတရက်ချောင်းနှင့်တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးမှာမတ်လ18ရက်နေ့18ရက်နေ့တွေမှာမိုးတွေရွာနိုင်ပါတယ်။မုတ်တုံလေအဝင်စောမီ2025မေလအတွင်းဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပြီးမုတ်တုံလေကိုခေါ်ဆောင်ယူလာခဲ့မှာဖြစ်လို့မုတ်တုံလေအဝင်စောမှာဖြစ်တယ်လို့မိုးဦးစောပါလိမ့်မယ်။စားလုပ်ငန်းမိုးသတိ2025မတ်လ18ရက်နေ့19ရက်နေ့တွေမှာစားလုပ်ငန်းလုပ်ကိုင်နေကြတဲ့ဆက်စဲပကံဝဲကလောင်တန်ဖြူစရက်ဒေသတွေမှာမိုးရွာနိုင်ပါတယ်။ပထုံဘီလင်းအုပ်လုပ်ငန်းလုပ်ကိုင်နေကြသူများ2025မတ်လ19ရက်နေ့20ရက်နေ့မိုးရွာနိုင်ပါတယ်။ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနေပြည်တော်မကွေးတိုင်းမန္တလေးတိုင်းနှင့်စကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာနေ့ပူချိန်တွေ39ဒီဂရီနှင့်40ဒီဂရီအထက်အထိဆက်လက်မြင့်တက်လာနိုင်ပါမယ်။နွေရာသီကာလမတ်လမှမေလအတွင်းမှာဒီဒေသတွေအတွင်းပုံမှန်မြင့်တက်နေတဲ့အပူချိန်တွေလည်းဖြစ်တာကြောင့်ထူးခြားသောအပူချိန်မြင့်တက်ခြင်းမဟုတ်အပူလိုင်းဖြတ်ခြင်းလည်းမဟုတ်ပါ။တနင်္သာရီတိုင်းမှာခရမ်းလွန်ရောင်ကြီးအညွန့်ကိန်းမြင့်တက်လာတာကိုတွေ့ရပြီးမိုးနှင်းငယ်ထစ်ချုံရွာနိုင်မဲ့အခြေအနေတွေလည်းရှိနေပါမယ်။ကချင်ပြည်နယ်ပူတာအို၊နောင်မွန်းမချမ်းဘောချီဖွေစွန်ပရာဘွမ်ခေါင်လန်ဖူးဒေသတွေမှာမိုးနှင်းငယ်မှအသင့်တစ်မိုးရွာသွန်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အသင့်တစ်ဖြစ်ထွန်းနေပြီးကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။မနက်ဖြန်နံနက်အထိခန့်မှန်းချက်ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမည်ရွာရန်ရာနှုန်း80ဖြစ်ပါသည်။ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်တိမ်အသင့်ဖြစ်ထွန်းပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်ရှိမည်လှိုင်းမြင့်မှမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ6ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခန့်မှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးဆက်လက်ထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအားဖြင့်သာယာမည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအားဖြင့်သာယာမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအားဖြင့်သာယာမည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်